at least အနည်းဆုံးတော့ငါတို့ on the same floor ထားတာပြီးတော့ငါတို့ occupancy minus ဖြစ်နေရပေါ့နော် occupancy minus ဖြစ်နေတယ်သူများခန်းတွေကိုလည်းကို switch တွေလုပ်ပြီးတော့အကုန်လုံးအခန်းတွေဟိုရွှေ့တီရွှေ့ဟိုပြောင်းတီပြောင်းဒီမှာသူများခန်းတွေလည်းယူသူ့ခန်းတွေလည်းသူများကိုပေးအဲ့လိုလုပ်ပြီးတော့အနည်းဆုံးတော့ငါတို့ကနေကို on the same floor ထားပြီးမယ်အဲ့တော့မှဟင်းမရအောင် close to close အနီးဆုံးလိုချင်တယ်ဘေးချင်းကက်ရက်လိုချင်တယ်မျက်နှာချင်းဆိုင်လိုချင်တယ်မဟုတ်လေသူတို့မွေးလာတော့တယောက်လည်းမွေးလာတာမဟုတ်လားစိတ်နဲ့တယောက်လည်းသိအောင်ဘာလို့အဲ့လောက်ထိအသေးအံဖြစ်နေရတာလဲဘာလို့အဲ့လောက် serious ဖြစ်နေရတာလဲကိုတွေဘက်ကလည်းကိုတွေအမှန်တိုင်းပြောပါတယ်ဒီ occupancy minus ဖြစ်နေပါတယ်ငါတို့ကတက်နိုင်ဆုံးတို့ on the same floor ထားပြီးမယ်တကယ်အာယုံနောက်တယ်ကွယ်အခန်း3-4ခန်းကို on the same floor လို့ရှင်တယ်ကိုတွေမှာ occupancy minus ဖြစ်နေတဲ့ခါကျတော့ on the same floor ဖြစ်ဖို့ကတကယ်ကျန်တဲ့3-4ခန်းဒါမှမဟုတ်ရင်တချို့တစ်ခန်းတွေကို upgrade လုပ်ပြီးမှရမှာလေသိရမလားအဲ့ခါကျရင်ကိုတွေကစိတ်တွေကောင်းသဘောတွေကောင်းပြီးတော့အနည်းဆုံးတော့ on the same floor ဖြစ်ပါစေ upgrade လုပ်ပြီးလိုက်မယ်ဆိုရင်နေမှားပြီးတော့မှတ်လိုက်တော့ဘာလို့လဲဆိုတော့ကျန်တဲ့ခန်းတွေကဘာလို့ငါ upgrade မလုပ်ပေးတာလဲငါတို့ကတူလာကြတာလေငါတို့လည်း upgrade ပေးပါဆိုပြီးတော့ရှင့်ကိုဝင်မှာသိရမလားနောင်တရမယ်ခါကျရင်သိလား okay ပါကျေးဇူးပါ okay နောက်ဘာတွေကြံသေးလဲမသိဘူးเนาะကြံခဲ့တာတွေရှင် comment မှာရေးခဲ့ပြီးပေါ့ပြန်ပြီးတော့ဆက်ပြီးတော့ဆွေးနွေးကြမယ်နောက် video တွေမှာเนาะ see you ပါ thank you so much for watching my videos see you next video bye bye